အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုရီးယားရောက်မြန်မာတွေကိုဘာသာကိုတိုက်ခန်းရှာငှနေမယ်ဆိုလို့ရှိရင်ဘယ်လိုရှာရမလဲဆိုတော့ပြပြမလို့ပါကျွန်တော်တို့ရှာတဲ့ software တွေကတော့အများကြီးရှိရပေါ့နော်ကျွန်တော်ကတော့ကိုယ်တိုင်လေးရှာလို့အဆင်ပြေတဲ့နေပါတွေကလေးပဲဘယ်လိုရှာလဲဆိုတော့ပြပြမလို့ပါတခြား software တွေလည်းရှိရပေါ့နော်ကျွန်တော်သုံးတာအဆင်ပြေတဲ့နေပါကလေးပဲဘယ်လိုရှာလဲဆိုတော့ပြပြမလို့ပါကျွန်တော်တို့ပြီးလို့ရှိရင်လာချုပ်လားနှစ်ချုပ်လားဝယ်မှာလားပေါ့နော်စသဖြင့်အကုန်ရှာလို့ရတဲ့နေပါထဲမှာကျွန်တော်ပထမဆုံးနေပါထဲကိုရင်သွားမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုနေတဲ့မြို့ပေါ့နော်ကိုနေတဲ့မြို့ကျွန်တော်တို့1လုံးဆိုလဲ1လုံးပေါ့နော်အဖတ်ဆိုလဲအဖတ်ထုတ်ပေါ့အဲ့လိုရှာလိုက်တယ်ပေါ့နော်ကိုနေတဲ့မြို့ရှိရလဲရေးပေါ့နော်ကိုကဥပမာကိုကဆိုးမနေဆိုလဲဆိုးပေါ့လေဆိုးအဖတ်ထုတ်ကိုကလာပြီဆိုလို့ရှိရင်တော့ဟောဆဲပေါ့လေဆိုးအဖတ်ထုတ်ဟောဆဲကျွန်တော်ကကျေချုံကနေဖြစ်တဲ့ကျေချုံအဖတ်ထုတ်ဟောဆဲတွေကိုသွားမယ်ပေါ့လေအဲ့တော့ကျွန်တော်တမျိုးလေးပေါ်လာလို့ဆိုရင်အောက်ကိုနည်းနည်းဆွဲပေါ့နော်ဒီမှာလို့ဆိုရင်ဒီမှာပေါ်နေရလေကျွန်တော်ဒီမှာမဲအယောင်က900တခုရှိရပေါ့နော်ကျွန်တော်ဒီမှာကျောင်းဆဲနေ26ခုရှိရဟောဆဲနေ183ခုရှိရပေါ့နော်ကျွန်တော်တို့ဥပမာဟောဆဲနေဒီမှာဆိုလို့ဆိုရင်ဒီရဲကိုတွားပေါ့လေဒီကောင်တော့ဘူတာပြီးတော့ဟောနော်ဒီမှာဒါဆိုလို့ဆိုရင်ကိုကဒီနမ်းလိမ့်စာလေးရကိုအောင်ကိုတည်ရမှာပေါ့နော်ကိုကဘယ်ပိုင်းတော့လိုချင်တာလဲပေါ့လေဒီမှာဆိုတော့တို့ဒုံနေပြောတာပေါ့ဂျွန်းဒုံမှာနေချင်တာလားဆောင်းဒုံမှာနေချင်တာလားဒါတော့ကိုကကိုကြည့်ပေါ့လေကြည့်ပြီးတော့ကိုကဥပမာကိုကဒီဘက်ဖဲကိုကသဘောကျတယ်ပေါ့နော်ဒီနေ့နေရတာအဆင်ပြေလောက်မထင်နဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်ဒီမှာထန်းဆောင်ကျူကိုအချာအပါတော့ဆိုပြီးရှိရပေါ့နော်အဲ့ဒါကျွန်တော်ဒီထဲဝင်ကြည့်လိုက်ဒီဝင်လို့ရှိရင်သူကဒီအောက်မှာပေါ့နော်ဟိုမဲအယောင်က19ခုရှိရကျွန်တော်ဂျုံဆဲနှစ်ချုံနဲ့တစ်ခုရှိရဘောဆဲနဲ့9ခုရှိရပေါ့နော်ဒီတိုက်တန်းမှာပေါ့လေအဲ့ကြတော့ကျွန်တော်တို့ဒီဘောဆဲတွေဝင်ကြည့်ကျွန်တော်ဘောဆဲတွေဝင်လိုက်တယ်ဆိုလို့ရှိရင်အခုသူကြာလာရပေါ့နော်ကိုလူလိုနေတဲ့ဟာလေးကြာလာတယ်ကျွန်တော်ဒီရက်လေးတစ်ခုဝင်ပြမယ်ပေါ့နော်ကျွန်တော်ဥပမာဒီကောင်လေးပဲဝင်မယ်ဆိုပါတော့ဒီကောင်လေးကိုအသေးသေးတီးနေလို့ဆိုတော့ဒီကောင်လေးထောက်လိုက်ပေါ့လေထောက်ပြီးတော့သွားကြည့်ဒီမှာဆိုလို့ရှိရင်သူကဖြောင်းလဲကြည့်လို့ရတယ်ပေါ့နော်ဒီမှာကိုရီးယားမှာဖြောင်းတဲ့တုံးတာကိုအကျယ်ဟိုဒီမှာဆို14ဖြောင်းမီတာကတော့49မီတာ square ပေါ့နော်ဒီမှာဆိုလို့ရှိရင်4လွှာပေါ့လေဟိုအများဆုံးရှိတာ6လွှာရှိတာပေါ့ဒါမှမဟုတ်4လွှာမှာပေါ့လေအခုတိုက်ခန်းကပြီးသူနမ်းမြန်ပေါ့နော်တောင်မျက်နှာလက်ဖြစ်တာပေါ့လေဒီလိုပြီးရင်ဒီအယောင်တင်ထားတာကပေါ့နော်ဒီ2023လပိုင်း73ကလေးစာပြီးတင်ထားတယ်တဲ့ပြီးကျွန်တော်တို့ဒီဘိုဂျင်းကိုကစမ်းပဲတော့ဘိုဂျင်းကိုက330ပေါ့နော်ဟောဆဲက3သိန်းပေါ့လေပြီးကျွန်တော်တို့ဒီခွမ်းလေးပြီးက6000ပေးရမယ်ပြီးရင်သူက4လွှာပြီးရင်အခန်းက2ခန်းပါတယ်ခြေချိုးခန်း1ခန်းပါတယ်ကျွန်တော်ဒါဆိုလို့တင်သူ့ရဲ့လိပ်စာပေါ့နော်ဒီခုတိုင်ခန်းရဲ့လိပ်စာပေါ့ခုတည်းကလေးစာထောက်ခဲ့တာ35နှစ်ရှိသွားပြီပေါ့လေအဲ့လိုမျိုးရှိထားတယ်ပြီးရင်ကျွန်တော်ဒီကတ်ဆက်ကလည်းဒိုရှီကတ်ဆက်ပေါ့နော်ဒိုရှီကတ်ဆက်ဆိုလို့ဆိုရင်ဈေးနဲ့တက်တာဖြစ်တဲ့ဒိုရှီကတ်ဆက်ပဲတော်တော်များများသုံးကြတာပါဒူချာဘယ်နှခုလုံးလို့ရတယ်ရေးထားပါတော့ကားရှည်သူတွေအတွက်ပေါ့ဒီဟာကကျွန်တော်တို့ဒီစာမှုဆိုရဲ့ဖုန်းနံပါတ်ပေါ့လေကျွန်တော်ဒီရောက်မှဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ခေါ်တော့ဘူတုံးဆန်ပေါ့နော်အိမ်သမီးပွဲစားရဲ့သူတို့ဖုန်းနံပါတ်တွေရှိတယ်ကျွန်တော်ဒီဖုန်းနံပါတ်ကိုဆက်မေးပြီးတော့ကျွန်တော်ဒီထောင်းထောင်းကျူကုန်းအချာအဖတ်ထက်မှာရှိတဲ့တိုက်ခန်းလေးစိတ်ဝင်စားလို့ကြည်ရင်လို့ပါလို့ပြောရဲဆိုလို့ရှိရင်သူတို့အကျိုးကြောင့်ပြန်ပြောလိမ့်မယ်ပေါ့နော်အဲ့မှာသူတို့နဲ့တရက်ချိန်ပြီးကိုတွားကြည့်ပေါ့အကြတွားကြည့်လို့ကိုကလည်းအဆင်ပြေရဆိုလို့ရှိရင်နှစ်ဖက်အဆင်ပြေဆိုလို့ရှိရင်စာချုပ်ချုပ်ပေါ့လေဒီကောင်ကတော့သူပတ်စကားတွေကဘယ်ကားတွေရောက်တယ်ဆိုပြီးရေးထားပါပေါ့နော်အိမ်သမီးပွဲသားရဲ့ဖုန်းနံပါတ်တွေပေါ့နော်ဒါသူတို့ရဲ့ရောင်းလိုက်တာဒီနားမှာဖုန်းနံပါတ်ကလည်းဖုန်းဆက်ပြီးတော့တွားလို့ရတယ်ဖုန်းဆက်ပြီးတော့ဘယ်ရက်လာကြည့်လို့အဆင်ပြေလဲဆိုပြီးချိန်ပြီးတော့တွားကြည့်လို့ရတယ်ပေါ့လေကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တခြားတိုက်ခန်းတွေလည်းရှိရပေါ့နော်တခြားမြို့မှာလည်းတူပဲတိုင်းပဲကြည့်ရတာပါကျွန်တော်တို့ဝမ်းလို့တော့လောက်အောင်ဒူထက်တော့လောက်အောင်စသဖြင့်ဒီလိုပဲရှာကြည့်ရတာပေါ့လေကျွန်တော်တို့တခုဆိုအခုနေတဲ့တိုက်ခန်းကလည်းကျွန်တော်နေပါလေးပဲရှာထားတာပေါ့လေကျွန်တော်တို့ကနေပါတော့ဘူးဆင်ပြတော့ကျွန်တော်နေပါပဲရှာတာပါသူများနေတော့တခြားဆော့ဝဲလည်းရှာရပေါ့လေကျွန်တော်ကတော့ဒီနေပါကအဆင်ဖြစ်တော့ကျွန်တော်နေပါ3နှစ်ပဲပြန်ရှယ်ပြဖြစ်ပါတယ်ဘူချင်းကိုတိတ်မပေးခြင်းမို့ဆိုလို့ဆိုရင်ဒီကောင်လေးတွေရှိမှာပေါ့လေသူလက်စလေးဖြောင်းမယ်သူကတော့6လောက်မှာနာမည်တောင်မျက်နှာလည်းပေါ့နော်အခန်းက2ခန်းရေချိုးခန်း1ခန်းပါတယ်တို့တကောင်ဆိုလို့ရှိရင်ကျတော့ဒီချက်ချင်းဝင်လို့ရတယ်လို့ရေးထားပါပေါ့လေချက်ချင်းဝင်လို့ရတယ်တဲ့ဒီအောက်ကတော့အိမ်သမီးပွဲစားပေါ့နော်ကိုကဒီခန်းကိုကြည့်နေဆိုလို့ရှိရင်သူနဲ့ဖုန်းဆက်ပြီးပဲလာကြည့်လို့ရတယ်ဆိုတော့ချိန်ပြီးတော့တွားကြည့်မှာပေါ့နော်
အခန်းကြည့်ပြီးတော့မှနှုတ်နှစ်ဖက်အဆင်ပြေဆိုရင်တော့စာချုပ်ချုပ်ပေါ့လေအဲ့လိုလုပ်ရတာပါအားလုံးပဲကြည့်ပြီးတော့အဆင်ပြေကြပါစေမရှင်းတာသိချင်တာရှိလို့ဆိုရင် comment မှာမေးကြလို့ရပါတယ်ကျွန်တော်အချိန်ရတဲ့အခါပြန်ပြချပေးထားပါမယ်တက်ခန်းကိုစာချုပ်ချုပ်တော့မယ်ဆိုလို့ဆိုရင်လည်းတခြားပေါ့နော်တခြားလေးလာတခုဆိုအားမနာပဲနဲ့ပေါ့နော်အခုစီးစီးပြီးမှချုပ်ပါလို့အကြံပေးချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ